ထွက်မမျောလေးနဲ့တနေ့မှနေဝင်ခဲ့စီစဉ်ချမ်းသာကြွယ်ဝနေဦးတဲ့ဒီဝိညာဉ်ကြီးကပိုရေးချီတယ်ချိန်လေးရှိတော့မှပြန်ဆန်းစစ်ပါမတည်မြဲဘူးလေရုံးကန်ရင်နဲ့ဝမ်းတစ်ထွားထွက်မမျောလေးနဲ့တနေ့မှနေဝင်ခဲ့စီစဉ်ချမ်းသာချွေဝနေဘူးတဲ့ဒီဝိညာဉ်ကြီးကပိုရင်ချီတယ်ချိန်လေးရှိတော့မှပြန်ဆန်းစစ်ပါနောက်မချသေးကမှဒေသစစ်စားကျန်တာကြောင့်စတိုင်းပြန်တင်ပါရကောင်းကြီးသုံးပြပါစေ